ချိန်10 minute ပဲငင်းငင်းချမ်းချမ်းနေလိုက်တာနဲ့မင်းရဲ့စိတ်တစ်ခုလုံးပြောင်းနိုင်တယ်ဆိုတာမင်းယုံမလားနေ့စဉ်ရဲ့အလုပ်တွေနဲ့စိတ်ပင်ပန်းမှုတွေကြားမှာကိုယ့်ရဲ့စိတ်ထဲမှာမကြာခဏအနှောက်အယှက်တွေရှိနေတာကိုတွေ့ရမှာပါစိတ်ပင်ပန်းပြီးဘယ်အရာကိုမှမစင်စားခြင်းတဲ့အချိန်တွေကိုယ့်ရဲ့စိတ်ကအလွန်ပင်ပန်းနေတဲ့အချိန်တွေရှိတတ်တယ်အဲ့လိုအချိန်တွေမှာပဲ10 မိနစ်လောက်တိတ်ဆိတ်ပြီးငြိမ်သက်နေဖို့အရေးကြီးတယ်10 မိနစ်ဆိုတာမကြာဘူးလားတကယ်တော့ဒီတိတ်ဆိတ်မှု10 မိနစ်ကကိုယ့်ရဲ့စိတ်လှုပ်ရှားမှုတွေကိုပြန်လည်ပြင်ဆင်ပေးနိုင်တယ်ညလုံးပိတ်ပြီးအသက်ရှူတဲ့တစ်ခုချင်းစီကိုဂရုစိုက်နားထောင်ကြည့်ပါအသက်ရှူချိန်မှာရှင်းလင်းတဲ့လေးကိုခံစားပြီးအသက်ရှူထုတ်လိုက်တဲ့အချိန်မှာစိတ်ပင်ပန်းနေတာတွေဖျောက်သွားဖို့ကြိုးစားကြည့်ပါစိတ်ထဲမှာတက်လာတဲ့စကားလုံးတွေအတွေးတွေကိုမသိမ်းဆဲပဲနဲ့လေထဲကိုအသက်ရှူတာနဲ့အတူလွှင့်ပစ်လိုက်ပါ10 မိနစ်ပဲဖြစ်ရင်ပဲအဲ့ဒီစိတ်ပင်ပန်းမှုတွေစိတ်ဖိစီးမှုတွေဟာနည်းနည်းသက်သာလာတတ်တယ်နှလုံးခုန်လုံးကိုကောင်းကောင်းထိန်းထားပြီးတော့စိတ်ကိုအေးသွားစေတတ်တာကိုမင်းခံစားရမှာပါအချိန်တိတ်ဆိတ်မှု10 မိနစ်ကကိုယ့်ရဲ့ nervous system ကိုအေးဆေးပြီးစိတ်ကိုပိုမိုရှင်းလင်းတောက်ပလာစေတယ်ဒီစိတ်အေးချမ်းမှုကြောင့်ကိုယ့်ရဲ့အတွေးတွေကပိုပြီးတော့စနစ်တကျဖြစ်လာတယ်ပိုပြီးတော့အာရုံစိုက်လာပြီးတော့လှုပ်ဆောင်မှုတွေလျင်မြန်တိကျလာတာကိုတွေ့ရလိမ့်မယ်ဒီအခြေအနေတွေကကိုယ့်နေ့စဉ်ဘဝကိုပြောင်းလဲစေပြီးတော့ကိုယ့်စိတ်ကိုပိုပြီးခံနိုင်ရရှိတဲ့လူတစ်ယောက်အဖြစ်ဖွံ့ဖြိုးစေပါတယ်အခုတလောကိုယ့်ရဲ့စိတ်ကြယောဂစိတ်ပင်ပန်းမှုတွေကိုတိတ်ဆိတ်ရှင်းဖြစ်ဖြေရှင်းသွားနိုင်တယ်ဆိုတာသတိထားကြည့်ပါဒီနေ့ကနေစပြီးတော့မနှက်ဖြန်သို့မဟုတ်ညအိတ်ချိန်သို့မဟုတ်အလုပ်ချိန်ဒီအချိန်ကြီးကြားမှာပဲ10 မိနစ်ပဲတိတ်ဆိတ်မှုကိုအချိန်ယူလိုက်ပါကိုယ့်စိတ်ကိုပြန်လဲချိန်ညှိဖို့အချိန်ပေးလိုက်ပါတစ်နေ့10 မိနစ်တိတ်ဆိတ်မှုလေးတစ်ခုကကိုယ့်ရဲ့စိတ်လှုပ်ရှားမှုတွေကိုပြောင်းလဲပြီးတစ်နေ့လုံးစိတ်ချမ်းသာအေးချမ်းစေနိုင်ပါတယ်ဒါကြောင့်ကိုပြောချင်တာရှိရင်ကိုစိတ်ရှုပ်တဲ့အချိန်မှာဆိုရင်10 မိနစ်လောက်ပဲတိတ်ဆိတ်ဖို့စတင်ပါဒီတိတ်ဆိတ်မှုကကိုယ့်ဘဝအတွက်အင်အားကြီးတစ်ခုဖြစ်လာပါလိမ့်မယ်